ကမ္ဘာအတော်ဆုံးသောပြင်ဆရာကြီးတဦးဟာသူ့ရဲ့တက်တာလုံးကိုဘယ်သူမှမဖွင့်နိုင်တဲ့ရွှေရောင်ပေါက်ကြီးတစ်ခုပြုလုပ်ဖို့ပေးဆက်ခဲ့ပါတယ်။အဲ့ဒီလက်ရာမှုကြီးကိုပြီးစီအောင်လှုပ်ဆောင်ပြီးမှတော့သူဟာပေါက်ထဲမှာပဲသူ့ကိုယ်သူတော့ခတ်ပြီးသမုတ်တရားအောက်ခြေစီလှေနဲ့ဆင်းသွားခဲ့ပါတယ်။သူ့ရဲ့နောက်ဆုံးဆန္ဒကတော့သူဖန်တီးထားတဲ့ဒီတူမရှိတော့ကိုဖွင့်နိုင်မဲ့ပါရမီရှင်တယောက်မွေးဖွားလာဖို့ပဲဖြစ်ပါတယ်။အဲ့ဒီလိုပါရမီပါတဲ့ Hans ဆိုတဲ့ပုဂ္ဂိုလ်ကြီးမွေးဖွားလာကိုကမ္ဘာပေါ်မှာနှစ်ပေါင်း100တိတိစောင့်ဆိုင်းခဲ့ရပါတယ်။ Hans ဟာဘန်ဘောက်စ်တွေကိုမျက်လုံးမိတ်ထားရင်းနဲ့တောင်တော့ပွင့်အောင်စွမ်းဆောင်နိုင်တဲ့အထိတော့ပွင့်ရမှာထူးချွန်သူတယောက်ပါဒါပေမဲ့သူဟာသဘောရိုးရှိပြီးရိုးသားလုံးသူတယောက်ဖြစ်တာကြောင့်ခိုးယူလူရက်တာတွေမလုပ်ဘဲဘန်မှာတာမန်ဝန်ထမ်းတယောက်ဖြစ်ပဲလုပ်ကင်နေခဲ့ပါတယ်။ဒီနေ့မှာတော့သူဟာဘောက်စ်တစ်ခုကို10စက္ကန့်အတွင်းတော့ပွင့်ပြထားတဲ့ဗီဒီယိုကိုအင်တာနက်ပေါ်တင်ခဲ့ပါတယ်။သူ့ရဲ့အိမ်မက်ကအင်တာနက်ပေါ်မှာကြော်ကြားသူတယောက်ဖြစ်လာဖို့ဖြစ်ပေမဲ့ကံဆိုးစွာနဲ့ပဲအဲ့ဒီဗီဒီယိုကိုဘယ်သူမှကြည့်မပေးခဲ့ကြပါဘူး။သူ့အိမ်မက်တွေပျက်စီးပြီလို့ထင်မှတ်နေချိန်မှာပဲသူ့ကွန်ပျူတာဖန်သားပြင်ပေါ်မှာလှုပ်ဝက်ဆန်းကျဲတဲ့အီးမေးလ်တစ်စောင်ပေါ်လာခဲ့ပါတယ်။အီးမေးလ်ပို့သူဟာ Hans ရဲ့ထူးချွန်တဲ့ပါရမီကိုအရန်သဘောကျသွားပြီး4နှစ်မှတစ်ကြိမ်သာကျင်းပလေးရှိတဲ့မြေအောက်တော့ဖွင့်ပြိုင်ပွဲကြီး Underground Lock Picking Championship ကိုတက်ရောက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒီပြိုင်ပွဲရဲ့အဓိကထူးခြားချက်ကတော့အနိုင်ရရှိသူဟာသမုတ်တရားအောက်ခြေကသမိုင်းဝင်ရွှေရောင်ပေါက်ကြီးကိုတော့ဖွင့်ခွင့်ချောင်းရရှိမှာပဲဖြစ်ပါတယ်။တော့ကြွတန်းကျင်သူတယောက်အတွက်တော့ဒါဟာအကြီးမားဆုံးအခွင့်အရေးဖြစ်တာကြောင့်သူချက်ချင်းထွက်ခွာခဲ့ပါတယ်။လမ်းညွှန်ချက်အချက်လက်တေချာမသိတာကြောင့်သူရောက်သွားချိန်မှာအနောက်ကျဆုံးဖြစ်နေခဲ့ပြီးတခြားပြိုင်ပွဲဝင်တွေဟာပြိုင်ပွဲရဲ့တဝက်လောက်ကိုတောင်ပြီးစီးနေကြပါပြီ။ Hans ဟာအချိန်မဆိုင်ပဲရှိမှရှိတဲ့ box ကိုစတင်ဖြည့်ဆည်းတော့ဖွင့်ပြီးတခြားသူတွေကိုအမိလိုက်ခဲ့ပါတယ်။ပြိုင်ပွဲဝင်10ယောက်ထဲက4ယောက်ပဲ semi final ကိုတက်ရောက်ရမှာဖြစ်ပြီးနေရာ3ခုပြည့်သွားတဲ့အခါနောက်ဆုံးနေရာအတွက်ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပေမဲ့ Hans ကကပ်ပြီးအနိုင်ရရှိသွားခဲ့ပါတယ်။တကယ်စိန်ခေါ်မှုကတော့ semi final မှာစတင်ခဲ့တာပါပွဲစီစဉ်သူတွေဟာရိုးရှင်းပုံရတဲ့ box လေးလုံးကိုယူဆောင်လာခဲ့ပြီးအထဲမှာထူတဲ့ဖော့ချက်တွေကာရန်ထားတာကြောင့်အတွင်းပိုင်းတော့ရဲ့အတန်တွေကိုအပြင်မကြားရပါဘူး။ပြိုင်ပွဲဝင်တွေဟာ box မှာနေရွက်ကပ်ပြီးအတွင်းထဲကတော့ချက်အတန်တက်လေးတွေကို9မိနစ်အတွင်းနားထောင်ပြီးဖွင့်ကြရတာဖြစ်ပါတယ်။ Hans ဘေးနားကစပင်ကောက်တဲ့ပြိုင်ပွဲဝင်ကအလွယ်တကူတော့ဖွင့်သွားနိုင်ခဲ့ပေမဲ့ Hans ကတော့စိုးရိမ်စိတ်ကြောင့်လက်ဝါးမှာချွေးတွေဆူရွှဲနေခဲ့ပါတယ်။အဲ့ဒီနောက်အဆုံးသတ် final ပွဲစတင်ခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့တော်ဝင်ပန်အဆင့်ရှိတဲ့လုံခြုံရေးစနစ်ပါဝင်ပြီးအချိန်တိုင်းတာက3မိနစ်ပဲရပါတယ်။ဘယ်သူမှမဖွင့်နိုင်ရင်တော့ဒီနှစ်အတွက်ချန်ပီယံဆုပေးအပ်မည်မဟုတ်ပါ။ပြိုင်ပွဲစတာနဲ့ပွဲစီစဉ်သူတွေဟာခမ်းမတစ်ခုလုံးကျဲလောင်လုံးတဲ့တချင်းအတန်တွေကိုဖွင့်လိုက်တာကြောင့်တော့အတန်ကိုတေချာနားထောင်ဖို့လုံးဝမဖြစ်နိုင်တော့ပါဘူး။စပင်ကောက်ပြိုင်ပွဲဝင်ကအတန်တားစီးပေးတဲ့နှစ်ချက်ကိုတက်ပြီးလှုပ်ဆောင်ခဲ့ပေမဲ့ Hans မှာတော့အဲ့ဒီလိုကိရိယာမရှိပါဘူး။ Hans ဟာအသက်ကိုပြင်းပြင်းရှူလိုက်ပြီးစိတ်ကိုငြိမ်အောင်ထားက box ပေါ်လက်တင်လိုက်ပါတယ်။နောက်စက္ကန့်မှာတော့တချင်းတန်တဲ့တော့တို့ကြားဖြစ်ပေါ်လာတဲ့တိမ်မွေးတဲ့တုန်ခါမှုလေးတွေကိုခန်းစားရုံနဲ့အတွင်းပိုင်းတော့စနစ်ရဲ့တိဆောက်ပုံကိုပုံဖော်လိုက်နိုင်တာကြောင့်အဲ့ဒီမှာရှိတဲ့လူအလုံးအံ့အားသင့်မြင့်တက်သွားကြပါတော့တယ်။